ကြီးကိုရအားလုံးပဲမင်္ဂလာပါဘောเนาะဒါအရင်ဆုံးပြောချင်တာကတော့အခုဒီဗီဒီယိုကြည့်နေတဲ့ညီကိုတွေအားလုံးဒါ Telegram Channel လေးကိုမ join ရသေးဘူးဆိုရင် join ထားလို့ပြောချင်တယ်ဘာလို့လဲဆိုတော့ဒါတပြားတစ်ချက်မှမပေးရဘဲနဲ့ဒါကျွန်တော် free ပွဲလေးတွေပုံမှန်တင်ပေးနေတာရဲ့ဒါကြေးပြောင်းလဲအစားညီကိုတို့အတွက်ဒါအဆင်ပြေအောင်ပုံမှန်တင်ပေးနေတဲ့အပြင်ဒါမောင်းတွဲလေးတွေပါတောက်လျှောက်တင်ပေးနေတာမို့ကျွန်တော်ရဲ့ Telegram Channel လေးကိုမ join ရသေးရင်ဒါ join ထားလို့ရင်ပြောချင်တယ်ပေါ့နော်ဆိုတော့ဒါဒီနေ့ရဲ့ပွဲလေးကတော့ခုညရဲ့ပွဲကောင်းလေးတစ်ပွဲဖြစ်တယ်လက်ရှိမှာ Premier League ရဲ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ဒါ Club World Cup Champion Chelsea နဲ့ Premier League မှတ်ပေးစရာရဲ့အဆင့်ထိပ်ဆုံးမှာဦးဆောင်နေရတာ Arsenal အသင်းတို့ရဲ့ပွဲလေးကိုပေါ့နော်ပုံမှန်တိုင်းရွေးချယ်ပြီးတော့ဒါ30ချက်လေးနဲ့အတူပဲညီကိုရေးအတွက်အနည်းဆုံးကြောက်နိုင်ကြီးရှိတဲ့အသင်းလေးကိုဒါပုံမှန်တိုင်းပဲရွေးချယ်ပေးဦးမယ်ပေါ့နော်ဆိုတော့အရင်ဆုံးချင်းအနေနဲ့ဒါ Arsenal အဝေးကွင်းကနေပြီးတော့ပဲတရေ90ရှုံး5ပေါင်းကြီး3လုံးအပေါင်း80ဆိုပြီးတော့ဒါပေါက်နေရပါတော့ကြည့်ရဆိုရင်ဒါမနစ်ကအာဆင်နယ်ကွင်းကနေပြီးတော့ Chelsea ကိုဒါတလုံးပေါင်း50ပေါက်ခဲ့တာကြောင့်ဂျာကွင်းဆိုရင်ဒါအာဆင်နယ်တလုံးတည်းပေါက်မှဖြစ်ပြီးဒါ Chelsea အိမ်ကွင်းဆိုရင်တော့ဒါတရေ50ဝန်းကျင်ရတော့ပေါက်ရမယ်ကြည့်ရတာပုံမှန်ကြည့်တယ်လို့ပြောချင်တယ်ဒါကြောင့်ဒီကြေးကမပြောသလိုဒါပြင်းလည်းမပြင်းဘူးလို့ရေဆုံးပြောချင်တယ်ပေါ့နော်ဒါခြေစွမ်းအနေနဲ့ကတော့ဒါအာဆင်နယ်အနေနဲ့ကခုနှစ်ဒါဘယ်နေရာကနေပဲကြည့်ကြည့်ဒါအဆင်ပြေနေတာကိုညီကိုရီအားလုံးတွေ့ရမယ်လို့တင်တယ်နီးပြအာတီတာရဲ့ဒါအာဆင်နယ်အနေနဲ့မနစ်ကလိုမျိုးပေါ့နော်ဒါဒီဇင်ဘာရောက်တိုင်းဒဏ်ရာပြဿနာနဲ့အမြဲအခက်ကြုံတွေ့နေရတယ်ဒါပြဿနာကိုခုနှစ်မှာတော့ဒါကောင်းကောင်းမွန်မွန်ပဲပြင်ရှင်းထားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ပုံမှန်တိုင်းပဲဒါဒီပွဲမှာလည်းသူ၄နှစ်၃နှစ်နဲ့ပဲပွဲထွက်လာဖို့များပြီးတော့တိုက်စစ်မှာယောဂရဒဏ်ရာရနေတဲ့အချိန်မှာမီခေမာရီတို့နဲ့ပဲပွဲထွက်လာမှာဖြစ်ပြီးလဝင်းနဲ့ Prime Win မှာတော့မာဒူကီစာကာနဲ့ဒါအလဲမှာ easy to တွဲရတိုက်စစ်အပြင်အလဲကဇူဘီမန်ဒီဒီကလာရိုက်တို့နဲ့အခြေဆက်မိမိကစားမှာဖြစ်ပြီးတော့ဒါနောက်တန်းအထိုင်မှာဂါဗရီရဲ့ဒဏ်ရာရနေတဲ့အချိန်မှာမော်စကွဲရနဲ့ပဲပွဲထွက်လာမှာမြင်ရဖို့များပြီးတော့ဒါဆာလီဘာတို့နဲ့ပဲဒါအထိုင်ကစားမှာဖြစ်ပြီးတော့ဒါနောက်တန်းအစွန်မှာကလာဖီယိုရီနဲ့ဂျူလီယန်ဒီဘာတို့ကဒါရှေ့အထိလိုက်ပါကစားမှာမြင်ရမယ်လို့တင်တယ်ချက်စီအနေနဲ့ကလည်းဒါအခုအချိန်မှာမထင်မှတ်ပဲအချိန်တွေကောင်းတစ်ခုကိုပိုင်ဆိုင်နေပြီးတော့ဒါအဆင့်နှစ်လိုနေရာကိုရောက်ရှိလာပြီဖြစ်တာကြောင့်ဒါချန်ပီယံဖလားအတွက်သူမျှော်လင့်ခြင်းတယ်ဆိုရင်တော့အခုဇယားတိုင်းမှာရည်တည်နေတဲ့အာဆင်နယ်ကိုခုလိုအချိန်ဒါတွေ့ဆုံတဲ့အချိန်မှာအနိုင်ငံမှာဖြစ်မှာပေါ့နော်ဆိုတော့လူစင်းရတိုင်းစစ်မှာဂျာအိုဘတ်ရိုရှိနေပြီးတော့ဒါဂါနာချိုပတ်ထရိုနီတိုအန်ဆိုဖာနန်ဒက်အပြင်ဒါအလဲမာရီဂျင်ကိုင်စီရိုတို့ရှိသလိုနောက်မှဆိုရင်လည်းမာလိုဂူစတိုဒါချာလိုဘတ်နဲ့ဖိုဖာနာတို့ရဲ့ဒါကူကူရေလာတို့ရဲ့နဲ့ပဲဒါလူစုံတက်ဆုံပွဲထွက်လာဝင်မြင်အောင်တယ်ပေါ့နော်ဆိုတော့ဒီနှစ်သင်းမှာခုနောက်ပိုင်းနောက်ဆုံးတွေ့ဆုံ5ပွဲမှာဒါချက်စီအနေနဲ့အာဆင်နယ်ဟိုဒါတောက်လျှောက်5ပွဲလုံးမှာဒါအနိုင်ရတာမရှိသေးဘူးပေါ့နော်ဆိုတော့ခုနေ့ရောက်တာအိမ်ကွင်းမှာအနိုင်ခံဖို့အတွက်သူတို့ဒါပြန်လေရုံးထားလာမအောင်မြင်ရဖို့များတယ်ဆိုပေမဲ့တစ်ဖက်ကတင်းရလဲဒါလက်ရှိပရီးမီးယားလိမှာဒါခြေမှန်သုံးခံတဲ့အကောင်းဆုံးအာဆင်နယ်ပေါ့နော်ဆိုတော့ခြေမမှန်ဘူးပေါ့နော်ကောင်းကျင်တဲ့ချိန်ကျရင်လည်းသူကကောင်းတယ်ဆိုတော့ခြေတက်ကြများတယ်လို့ပြောချင်တယ်ပေါ့နော်အာဆင်နယ်ကတော့ယာတီအစကနေပြီးတော့အခုချိန်ထိဆိုရင်ဒါခြေမှန်သုံးအသင်းဖြစ်နေတယ်လို့အားလုံးကချက်စီဘာကာဟုတ်ဒါလောလောလတ်လတ်အနိုင်ကန်ထားတာကိုကြည့်ပြီးတော့ဒါလက်ရှိကြေးရအာဆင်နယ်ကလည်းဒါပေးထားတဲ့ကြီးကပြော့နေတယ်ထင်ပြီးတော့ဒါချက်စီဖြစ်နေမယ်လို့ထင်တယ်ပေါ့နော်ပြောချင်တာကတော့ဒါချက်စီကပြောလို့ရပြီးတော့ဒါအဝေးကွင်းကနေပြီးတော့ဒီပြား90ဆိုရဲပေါက်နေကြီးတဲ့ဒါပုံမှန်ကြီးဖြစ်နေတာကြောင့်ပြင်းလည်းမပြင်းလို့ပြောလည်းမပြောဘူးလို့ပြောချင်တယ်ဒါကြောင့်ပဲအဝေးကွင်းကနေပြီးတော့ပြား90လောက်ရင်းပြီးတော့ဒီပွဲကိုကြည့်တင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီပွဲမှာအာဆင်နယ်နေဆုံးတရေကျနိုင်ပြီးတော့ဒါရှုံးတာတော့အာဆင်နယ်နေနဲ့မရှုံးနိုင်ဘူးလို့တော့ကျွန်တော်မြင်မိတယ်ဒါကြောင့်ပဲဒီနေ့တပွဲကောင်းရွေးချယ်မှုလေးကိုတော့ဒါညီကိုရေးအတွက်အာဆင်နယ်ဘော်ဒီလေးကိုရွေးချယ်ပြီးကျွန်တော်ဗီဒီယိုလေးကိုဒါဒီနေ့ပဲရန်နာလိုက်ပါတယ်ဗျ